အားလုံးပဲမင်္ဂလာပါဗျာ PTV ကနေကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲကြီးဟာကွာတာဖိုင်နယ်ဒုတိယညကိုရောက်ရှိလာတဲ့နေ့အမျှပြည်သက်တွေနဲ့ကစားသမားတွေအတွက်ပုံမစိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာအချိန်အုံတစ်ခုကိုစပြီးရနေပြီလို့ပြောရပါမယ်ဒီနေ့မှာတော့ကျွန်တော်ကစပိန်နဲ့ဘယ်လ်ဂျီယံအသင်းတို့ရဲ့ကွာတာဖိုင်နယ်တပွဲတည်းကိုပဲအချက်လက်ပြည့်စုံစုံနဲ့တေချာရှင်းလင်းပြီးရွေးချယ်ပေးသွားပါမယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲကိုကစားတာမကစားတာညီကိုတို့သဘောပါအဓိကကအသင်းတွင်းကစားသမားတန်ရအခြေအနေတွေကိုသိစေချင်လို့ညီကိုတို့ရွေးချယ်ကစားတဲ့အခါတောက်ကိုဖြစ်စေခြင်းလို့တေချာရှင်းလင်းပြောပြသွားမှာပါကျွန်တော်ရဲ့ TikTok ဖိုင်မှာတင်ထားတဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပေးထားကြပါမမေ့နဲ့နော်ကဲဒီလိုဆိုစပိန်အသင်းရဲ့လက်ရှိအခြေအနေလေးနဲ့စကြရအောင်စပိန်အသင်းဟာလက်ရှိပွဲမှာ9ပွဲကစားထားပြီး9ပွဲစလုံးကိုပေးကိုမရှိ clean sheet ယူထားနိုင်တဲ့တသင်းနဲ့တော့အသင်းမှာဆိုလိုချင်တာခန်းစင်ရမ်းမှာကြော်ပြီးချစ်လက်တယ်လို့ဆိုလိုချင်တာပါကွင်းလယ်ပိုင်းမှာလည်း Rodri ရဲ့ပုံစံကောင်းကိုပြန်ရနေပြီးတိုက်စစ်ကတော့ရမယ်လို့ကစားသမားကိုထိန်းချောင်းမှုတစ်ဖက်အသင်းခန်းစစ်တွေအတော်တတိထားနေရလောက်တဲ့အထိအားကောင်းနေတာပါတစ်ဖက်ကဘယ်ဂျင်အသင်းကလည်းခန်းစစ်ကသာဂိုးတွေခွင့်ပြုပေးနေရတယ်ဆိုပေမဲ့တိုက်စစ်ပိုင်းက9ပွဲမှာ73ဂိုးအထိသွင်းယူထားနိုင်ပြီးတိုက်စစ်အကောင်းဆုံးအသင်းတွေကတသင်းမှာဘယ်ဂျင်တို့အတွက်သတင်းစိုးကတော့ကွင်းလယ်မှာအဓိကထိန်းချောင်းပေးနေတဲ့အမာဒူအိုနာနာဟာ ACL ဒဏ်ရာကြောင့်ဒီနှစ်ပွဲကိုလွှဲချော်သွားမှာဖြစ်ပါတယ်ဒီဘရိုင်နာလူကာကူတို့လိုဝိုင်းကစားသမားတွေကိုမှဂျေမီဒိုကူတို့လိုလင်မြန်းတဲ့လူငယ်ကစားသမားတွေနဲ့ဝန်းရံထားတဲ့ဘယ်ဂျီယံအသင်းရဲ့တိုက်စစ်ဟာပေးကိုမရှိစပိန်အသင်းရဲ့ခန်းစစ်ကိုဘယ်လောက်ထိဒုက္ခပေးနိုင်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါကျွန်တော်ကတော့ဒီနေ့ပွဲမှာဘယ်ဂျီယံဘက်ကလည်းဂိုးတကိုရနိုင်မယ်လို့ယုံကြည်တဲ့အတွက်ဂိုးပေါင်းကြီး3လုံးပြား90စားကြီးမှာစပိန်2-1 3-1လောက်နဲ့နိုင်မယ်လို့မြင်မိတာကြောင့်စပိန်ဘော်ဒီနဲ့ဂိုးဘော်ကိုပဲစွတ်စားကြည့်ချင်ပါတယ်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ညီကိုများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်